ပတ်စံတွေကိုအိမ်ထဲမှာသုံးရတာအားမရလို့နိုင်ငံတကာမှာသုံးဖြုံးနေတဲ့စမိုင်းမင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စမိုင်းလို့ပြောလိုက်ရင်မြန်မာပရိသတ်တွေအတက်မသိတဲ့သူမရှိရင်းနှီးပြီးသားဖြစ်တဲ့နာမည်ပါသူမဟာမြန်မာရုပ်ရှင်လောကမှာအောင်မြင်ခဲ့တဲ့မင်းသမီးမော်ရယ်ဟောင်းအဆိုတော်တူဖြစ်တယ်လို့လက်ရှိမှာတော့နိုင်ငံတကာအထိအကျယ်ပြန့်တဲ့စီးပွားရေးလုပ်ငန်းရှင် limited edition collector နဲ့ luxury lifestyle influencer တဦးဖြစ်ရည်တည်နေသူဖြစ်ပါတယ်ဒီနေ့မှာတော့လူမှုကွန်ရက်ပေါ်မှာလူတိုင်းကိုအားကြရစေတဲ့သူမရဲ့ဘဝအကြောင်းကိုပြောပြပေးသွားမှာပါ။စမိုင်းဟာရုပ်ရှင်ထုတ်လုပ်ရင်းမိသားစုကဆင်းသက်လာသူဖြစ်ပြီးအသက်12နှစ်အရွယ်1998ခုနှစ်လောက်ကတည်းကမော်ရယ်ဘဝကိုစတင်ခဲ့ပါတယ်။မဂ္ဂဇင်းမျက်နှာဖုံးတွေနဲ့ကြော်ညာတွေမှာပါဝင်ခဲ့ရမှာနာမည်ရလာပြီးနောက်အသက်16နှစ်အရွယ်မှာရုပ်ရှင်လောကသို့ကူးပြောင်းခဲ့ပါတယ်။ကျွေးအိမ်ရွာကျော်စင်တို့နဲ့တွဲပြီးအချစ်တီလေးပြေရုပ်ရှင်နဲ့ပွဲဦးထွက်ကရုပ်ရှင်ကားပေါင်း90ကျော်တချို့အချက်လက်တွေအရ100ကျော်မှာပါဝင်တရုပ်ဆောင်ခဲ့ပူပါတယ်2003ခုနှစ်မှာလက်ထပ်ပြီးတဲ့နောက်အင်္ဂလန်သို့ပြောင်းရွှေ့နေထိုင်ကအနုပညာအလုပ်တွေကနေခေတ္တအနားယူခဲ့ပါတယ်စမိုင်းနဲ့သူမရဲ့ခင်မွန်းဖြစ်သူကိုပြည့်မောင်တို့ဟာနည်းပညာနဲ့ဆက်သွယ်ရေးကဏ္ဍမှာအောင်မြင်မှုရရှိခဲ့တဲ့မြန်မာနိုင်ငံရဲ့ဩဇာရှိစီးပွားရေးဆောင်ရွက်ရေးတွေကတတွဲပဲဖြစ်ပါတယ်2006ခုနှစ်မှာကိုပြည့်မောင်ကလန်ဒန်ကနေပြီးတော့မြန်မာလူမျိုးတွေအတွက်ပြည်ပြည်ဆိုင်ရာခေါ်ဆိုမှုကတ်တွေခိုးစေးအဲတိုင်းမိနစ်တွေနဲ့စတင်ဖြန့်ဝေခဲ့ပါတယ်။ VOIP application တစ်ခုလည်းဖြစ်ပါတယ်။သူရဲ့စီးပွားရေးလုပ်ငန်းတွေက digital content partnership တွေ mobile ငွေပေးချေမှု app တွေ shopping game နဲ့ hotel life လုပ်ငန်းတွေအထိကျယ်ပြန့်နေပါတယ်။စမိုင်းကိုလူသိများစေတဲ့အဓိကအချက်ကတော့သူမက limited edition collector နဲ့ luxury lifestyle influencer စပြီးလုပ်ကင်လာရကနေပဲဖြစ်ပါတယ်။ရှားပါပြီးဈေးကြီးတဲ့ Hermes အိမ်များကဲ့သို့ဒီဇိုင်နာ brand ပစ္စည်းတွေကိုဆရာထက်သန်စွာစုဆောင်တတ်သူလည်းဖြစ်ပါတယ်။ကဘာတဝန်းခီးသွားလာမှုတွေ၊စိန်ခံဟိုတယ်တွေမှာတဲခိုမှုတွေ VIP အခိုက်အတန့်တွေ private shopping trip တွေနဲ့ထူးခြားတဲ့အတွေ့အကြုံတွေကိုသူမရဲ့ YouTube channel နဲ့လူမှုကွန်ရက်တွေမှာသူမရဲ့ပရိသတ်တွေအတန်းမျှဝေလေးရှိပါတယ်။2022ခုနှစ်မှာစမိုင်းနဲ့ခင်မွန်းဖြစ်သူတို့ကအမေရိကန် YouTuber Jeffree Star ပိုင်ဆိုင်ခဲ့တဲ့ကယ်လီဖိုးနီးယားမှာရှိတဲ့အင်ဂျီတစ်လုံးကိုအမေရိကန်ဒေါ်လာ16.8တန်းနဲ့ဝယ်ယူခဲ့မှုကြောင့်နိုင်ငံတကာအထိသတင်းကြီးမားခဲ့ပါတယ်။အခုလဲစမိုင်းတယောက်ငွေကိုရေလိုအိမ်မှာသုံးနေတာကိုအားမရလို့တစ်ကမ္ဘာလုံးပတ်ပြီးသုံးနေတာကိုလည်းအခုပြထားတဲ့ဗီဒီယိုမှာမြင်တွေ့ရမှာပါသူမရဲ့အိမ်ထဲမှာစိန်ခံပစ္စည်းတွေအကောင်းဆုံးဝန်ဆောင်မှုတွေရရှိနိုင်ပေမဲ့စမိုင်းကတော့ကမ္ဘာလုံးဆိုင်ရာအဆင့်မီတဲ့အရေးအသွေးနဲ့ရှားပါမှုကိုလိုချင်နေတာပါဥပမာပြင်သစ်က fashion ကို Paris မြို့မှာကိုယ်တိုင်ဝယ်ယူခံစားတာဆွစ်ဇာလန်ကနိုင်ရီကိုဂျနီဗာမှာပြန်ရွေးချယ်တာမျိုးကသူမအတွက်အိမ်ထဲကနေ online နဲ့မှာယူတာထက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပါတယ်ဒါကရွေးဝယ်ခြင်းမဟုတ်ပဲယဉ်ကျေးမှုနဲ့စိန်ခံမှုကိုပေါင်းဆက်ခံစားခြင်းဖြစ်ပါတယ်။သူမရဲ့နိုင်ငံတကာခရီးစဉ်တွေကသူမရဲ့ငွေကြေးအင်အားကိုကန့်သက်ချက်မဲ့အသုံးပြုနိုင်တဲ့ကမ္ဘာကြီးရဲ့အရာတာကိုမြည်ဆန်းခြင်းလို့ဆိုနိုင်ပါတယ်။စမိုင်းခီးသွားမှတ်တမ်းတွေကိုကြည့်လိုက်မယ်ဆိုရင်ရိုးရိုးခီးစဉ်တွေမဟုတ်မှချက်ချင်းသိတာပါတယ်။သူမဟာတရက်ကိုဒေါ်လာထောင်ချီပေးပြီးနေရတဲ့တည်တံ့စိန်ခံဟိုတယ်ကြီးတွေမှာသာတဲခိုလေးရှိပါတယ်။ဒီဟိုတယ်တွေမှာဝန်ဆောင်မှုအပြည့်အစုံအကောင်းစားရှုခင်းတွေနဲ့ကိုပိုင်တည်တံ့နေရာတွေကိုပေးစွမ်းနိုင်တာကြောင့်စမိုင်းတို့ပတ်စံကိုအပီအပြင်သုံးချင်တဲ့သူတွေအတွက်အင်မတန်ဆွဲဆောင်မှုရှိပါတယ်။ဒါ့အပြင်နိုင်ငံတကာမှာဈေးဝယ်ထွက်တာကလည်းသူမရဲ့အဓိကအစိပ်ပိုင်းပါပဲ။စမိုင်းဟာနာမည်ကြီးဒီဇိုင်နာ brand တွေရဲ့ပစ္စည်းတွေကို limited edition တွေအထိလိုက်လံစုဆောင်းတက်သူပါ။ Paris, Milan, New York စတဲ့ fashion မြို့တော်ကြီးတွေမှာဈေးဝယ်ထွက်တဲ့အခါသူမရဲ့ပတ်စံအင်ဟာတကယ်ကိုပဲ liberal ဆန်ဆန်ပွင့်ထွက်နေတတ်ပါတယ်။သူမဝယ်တဲ့အရာတွေဟာရိုးရိုးပစ္စည်းတွေမဟုတ်ပဲသူမရဲ့ဘဝနေထိုင်မှုအဆင့်အတန်းကိုပြသတဲ့အမှတ်အသားတွေဖြစ်လာပါတော့တယ်။ငွေသုံးဖြုံးနေဆိုရမှာပစ္စည်းဝယ်ယူတာတစ်ခုတည်းပဲမဟုတ်ပါဘူး။စမိုင်းဟာအတွေ့အကြုံတွေကိုဝယ်ယူရမှာလည်းလက်မနှေးပါဘူး။ဥပမာကိုပိုင်လေရင်ရဟတ်ရင်တို့နဲ့ခီးသွားခြင်းကမ္ဘာကောင်းဆုံးစပုံမှုတွေချက်ပြုတ်တဲ့စားတောက်ဆိုင်တွေမှာစားတောက်ခြင်းတခါမှမမြင်ဘူးတဲ့တဘာဝအလှတရားတွေရှိတဲ့နေရာတွေကိုရောက်အောင်သွားခြင်းသူရဲ့နိုင်ငံတကာခီးစဉ်တွေဟာစွမ်းအားကဆန်ပြီးထူးခြားဆန်းသက်တဲ့အတွေ့အကြုံတွေနဲ့ပြည့်နှက်နေပါတယ်။ဒီလိုအတွေ့အကြုံတွေကပတ်စံပေးဝယ်လို့ရတဲ့အရာတွေဖြစ်ပြီးတော့စမိုင်းဟာဒီအတွက်ကိုမတွန့်တိုပါဘူး။သူမတို့ကတော့ပတ်စံဆိုတာရယူစုဆောင်းမှုထက်အမတ်တရားတွေကိုဖန်တီးဖို့အသုံးပြုရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်။ဒီလိုအတွေ့အကြုံတွေကပျော်ရွှင်မှုနဲ့ဘဝရဲ့တန်ဖိုးကိုပေးစွမ်းနိုင်တယ်လို့သူမကယုံကြည်ပါတယ်။စမိုင်းရဲ့ဒီလိုခမ်းနားတဲ့ငွေသုံးစွဲမှုပုံစံဟာလူမှုကွန်ရက်ပေါ်မှာလည်းအကြီးကျယ်ရိုက်ခတ်မှုတွေရှိနေပါတယ်။တစ်ဖက်မှာလည်းသူကိုအားကျသူတွေလေးစားသူတွေရှိသလိုနောက်တစ်ဖက်မှာလည်းဝေဖန်သူတွေမနာလိုသူတွေရှိနေပါတယ်။ဒါပေမဲ့စမိုင်းကတော့ဒီလိုဝေဖန်မှုတွေကိုဂရုမစိုက်ပါဘူး။သူမရွယ်ချက်ကသူမဘဝရဲ့အကောင်းဆုံးအပိုင်းတွေကိုဖော်ပြပြီးသူမပရိသတ်ကိုစိတ်အားတက်ကြွစေဖို့ပဲဖြစ်ပါတယ်။သူရဲ့ဓာတ်ပုံတွေဗီဒီယိုတွေဟာလူတွေတဲ့အိမ်မက်တစ်ခုလိုဖြစ်နေပြီးဒီလိုဘဝမျိုးငါလည်းရနိုင်တယ်ဆိုတဲ့စိတ်ကိုဖြစ်ပေါ်စေတဲ့ခွန်အားတစ်ခုလည်းဖြစ်နေပါတယ်။
စမိုင်းဟာသူ့ရဲ့ဇိမ်ခံဘွားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပုံမှန်လေးဖော်ပြခြင်းအပြင်သူ့ရဲ့ personal brand ကိုအခိုင်အမာတည်ဆောက်ထားနိုင်ခဲ့ပါတယ်။စမိုင်းဇလန်ဟာငွေကြေးသုံးစွဲမှုရဲ့နယ်ပယ်ကိုပြောင်းလဲလိုက်တာပါ။သူမတို့ငွေဆိုတာဘယ်နဲ့မှစုထားရုံတသက်မဟုတ်ပဲကဘာကိုပတ်ပြီးအတွေ့အကြုံတွေပျော်ရွှင်မှုတွေနဲ့ဇိမ်ခံမှုတွေကိုဝယ်ယူခံစားနိုင်တဲ့လက်မှတ်တစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်စမိုင်းဟာငွေကြေးလွတ်လပ်ခွင့်ရဲ့အမြင့်ဆုံးအဆင့်ကိုသက်သေပြနေရပဲဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောစမိုင်းလိုမျိုးနိုင်ငံတကာမှာအားရပါရအသုံးပြုခြင်းတဲ့အိမ်မက်မျိုးရှိနေပြီလားကဲဒီနေ့တော့လောက်နေပဲရပ်နာလိုက်ပါမယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေနဲ့ပြန်လာခဲ့ပါမယ်ရှင်